morning 啦。我眼里是比的，我也是比的。比的卖的。教练说。 မင်္ဂလာပါဗျအခုဆိုရင်ကျွန်တော်တို့ဒီတောတောင်တွေကြားထဲမှာပေါ့နော်ပုံကွယ်နေတဲ့မက်ကပောင်ရွာလေးကိုကျွန်တော်တို့ရောက်နေတာပါဒီနေ့ကတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ပိုင်အောင်သွားမယ်ပိုင်ရနေပြီးတော့မဲအောင်ဆောင်တွေဘာရက်ထိုင်အောင်ကျွန်တော်သွားမှာဖြစ်ပါတယ်ခုဆိုရင်တော့ကျွန်တော်တို့ agent နဲ့ make up ပေါင်ရွာလေးကလေထွက်ခွာလာပြီးတော့ဝေပေါင်း962ခွေးရှိတဲ့ပိုင်လိုင်းကြောင်းအတိုင်းကိုဖြတ်ပြီးဘာရထိုင်တီကျွန်တော်တို့မောင်းနေသွားမှာဖြစ်ပါတယ်ချင်းမိုင်ကနေပိုင်ကိုသွားတဲ့လမ်းဟာတော့ပဲတကယ်ကိုဆိုင်ကယ်သမားတွေတိုက်နေသက်စီတဲ့လမ်းတွေပဲဖြစ်ပါတယ်ကိုယ်တိုင်အေးစင်မှာတော့လည်းနှစ်ပတ်လောက်အတူနေခဲ့ရတယ်။ဘာမှမနဲ့အောင်ပဲ။အဲ့တော့ဘာဖြစ်လို့လဲ။ဘာလို့လဲ။ဝေပေါင်း962ကိုရှေ့မှာဘယ်လောက်ကျန်လဲ4000ကျော်လား။အဲ့ဒါအပါ။ဟာပါ။နောက်ထပ်တက်မဲ့3000ကျော်အတွက်တော်တော်ရင်ကုန်နေပြီ။ဒီလိုမျိုးတွေ့ကြုံမျိုးကလာယူသင့်တယ်။ဘာလို့လဲလောလောဆယ်ကိုယ်နိုင်ငံမှာယူလို့မရသေးဘူးဒီလိုမျိုးတွေ့ကြုံရတယ်။那边不对的，他然后那妈比较今天晚上，然后这个娃儿的不啦，找起来一个垃圾钱。ကျွန်တော်တို့ပွဲအခုဆိုရင်ဒီနာစားဖို့အတွက်ရေမိုးချိုးပြီးတော့လမ်းလျှောက်ပြီးတော့ဒီနာစားဖို့နေရာသွားနေပါပြီဟာသွားရမယ်တော့ထိတူရလာမှလာတယ်ဘာဘလို့နေလဲမိုက်လား မိုက်တယ်ဗျာတကယ်ဖန်အောင်ဖို့ကောင်းတယ်ကျွန်တော်လေးမက်ချီလေးသွားတာခြေသွား2မိနစ်တော့ပြီမြို့လည်းနေလုံးဝဗျာလုံးဝချက်ကြောက်တော့ကြောက်သွားဟာဒီထဲမှာဓာတ်ရှိပါလားဆိုပြီးတော့ဘာမှမဆိုင်ဒါကြည့်ပါ ဘိုးနဲ့ဝါကနေပြော ဘိုးကနေဝါကနေပဲ2မိနစ်အတွင်းမှာဖြစ်တကယ် လေးရတဲ့အချိန်မှာ ဆိုင်းမုံမြင်တာဒီဘာမှမသိဘူးစပြီးဝင်လဲဝင်ရောဟိုဝါကနေပဲ ဝိုင်မြည်ကြည့်မယ်ညီမလေးဝိုင်မြည်ကြည့်မယ်ကျွန်တော်စပစ်ကြိုက်တယ်ဘိုးလေးဒီလိုမျိုးတော့ဝိုင်တက်စတင်လုပ်နေပါရန်ကုန်ဆိုချင်းရမယ်လို့ ယူလဲစုလိုက်ရတာပေါ့ကြီး ညနေသူတို့ဒီနေ့မဲအောင်ဆောင်အောင်ဆောင်ကျွန်တော်တို့ဒီနေ့
မက်ကပောင်ပေါ့နော်မက်ကပောင်ရွာလေးရနေပြီးတော့ဒီဘရက်ထိုင်ကိုဒါတိုက်ကျွန်တော်တို့မောင်းလာကြရတယ်ဗျာလမ်းကြီးရဲ့မှာဘယ်လိုခံစားရလဲလမ်းတွေ့ကျွန်တော်တို့ပြပါမယ် ဒီလမ်းရဲ့ဟိုနာမည်ကြီးနေတဲ့အကွေ့ကောက်တွေပေါ့ပထမတော့ဘိန်းတဲ့လူနဲ့ used to ဖြစ်အသားမကျသေးတော့ကိုရတာဆိုင်ကရဲ့နောက်ကဘိန်းကနောက်ဘိန်းကကိုနဲ့မသက်ဆိုင်တယ်လို့ဖြစ်နေခါထုတ်တယ်လို့ခံစားရတခါလေးကြာဒီဘက်ရောက်ရတဲ့ခါကျတော့နည်းနည်းလေးဘိန်းတဲ့လူနဲ့အသားကျလာတယ်ကိုရဲလာတယ်ပေါ့နော် ဘာလို့လဲထိုင်အောင်စဝင်ချင်းအချိန်မှာပဲမြင်တွေ့ရတဲ့သူတို့ရဲ့အလှတရားနှက်ပြည်ရောက်လို့နှက်ပြည်တဲ့ကိုဆိုင်ငယ်နဲ့ဝင်လာတဲ့ feeling မျိုးရတော့เนาะ လဲခိုင်းရဲ့ဒီစောက်ပုံနဲ့ view ရေးကြည့်ပြီးတော့လမ်းမှာပြင်ပန်းသမျှအကုန်လုံးပြပြောက်သွားတယ်ပေါ့ ရေလည်းမိုက်တယ်ဆိုတာကတေချာပြောပြရရင်တော့ကျွန်တော်တို့ကမက်ကန်ပေါင်ကနေပြီးတော့ဘရက်ထိုင်အောင်လာတာကတောင်စင်းတောင်တက်လမ်းတွေချင်းချင်းလေးတွေလည်းဖျက်ရသလိုတောင်စင်းတောင်တက်လမ်းကျဲကြီးတွေလည်းဖျက်ရတယ်အဲ့ဒီအပြင်ကို highway တွေလည်းမောင်းရတယ်မြို့ထဲတွေလည်းဝင်ရတယ်ရွာလမ်းလေးတွေလည်းဖျက်ရတယ်ဗျအဲ့တော့ vibe ကအစုံရတယ်ခံစားမှုကတနေရာနဲ့တနေရာအဲ့လိုချင်းသွားတာ လမ်းရဲ့အခြေအနေကတော့တအားကောင်းတာပေါ့ဒီလိုအတွေ့အကြုံမျိုးဒီလိုဒီတောင်ကြီးရဲ့ဂျားထဲမှာမောင်းရတဲ့မှုမျိုးကတော့မလွယ်ဘူးပေါ့နော်ရန်ကုန်မှာလည်းမရနိုင်ဘူးတော်တော်လည်းတို့ကောင်းနေတဲ့အချိန်နေနဲ့ကျမ်းမာရေးကောင်းလို့လာကြပါလဲကြပါစီးကြပါလို့ချန်ပေးခြင်းတယ်ပေါ့ဗျာ ။အော်ဒီခီးကရင်လည်းမိုက်တယ်။မနေ့ရဲ့ရှိတဲ့ရဲ့ကကြတော့ပုံမှန်လေး။ဟိုကျွန်တော်တို့ဘီဂနာတွေအတွက်ပေါ့နော်။ဒုတိယရက်မှာကြတော့ဟိုမောင်းရတာနည်းနည်းလေးခက်လာ။ဒီနေ့ကျတော့ပိုဆိုပါပလာတာရိုက်တာကျွန်တော်နှခါလောက်ပလာတာကနေနံပြားဖြစ်ကန်နေနှခါလောက်ဖြစ်ပါဒါမဲ့ easy ပါခုဆိုရင်တော့ကျွန်တော်တို့ဖွဲ့သားတဲ့အားလုံးပဲပျော်ရွှင်တဲ့ destination ဖြစ်တဲ့ဘရက်ထိုင်ကိုရောက်ရှိပြီဖြစ်တဲ့အတွက် AC ဒီညဒီမှာ AC အနားယူပါမယ်နောက်နေ့မှာပြတွေ့ပါနော် Morning ပါ ဒီနေ့တော့ day 4ပေါ့ day 4 AOW နဲ့တူ ဘာလို့3ကာ03ပါ103ဆိုကိုရော ဘာသာလဲဘာသာလဲ တော့ဒီလိုမလာတော့ဒီကြတော့ကျွန်တော်တို့ဒီနေ့ဘာရက်ထိုင်းကနေပြီးတော့မဲအောင်ဆောင်ကိုသွားပါမယ်မသွားခင်မှာတော့မြန်မာထိုင်းနေဆက်ပေါ့နော်ဘော်ဒါကိုကျွန်တော်တို့ခဏဝင်ကြည့်မှာဖြစ်ပါတယ်ပေါ်လာလိုက်ပါဟုတ်တယ်မမကျန်ဟုတ်ကဲ့အခုကျွန်တော်ရောက်နေတဲ့နေရာကတော့ထိုင်းမြန်မာဘော်ဒါဖြစ်ပါတယ်ဗျကျွန်တော်အခုရက်နေတဲ့နေရာကတော့ထိုင်းဖက်ချမ်းဖြစ်ပြီးတော့ကျွန်တော်နောက်မှာမြင်နေရတာတော့မြန်မာပြည်ဖက်ချမ်းဖြစ်ပါတယ်ခင်ဗျာစီစဉ်တင်ဆက်သူစီစဉ်မဟုတ်စီစဉ်တင်ဆက်သူဒီနိုင်ပါနိုင်လို့ကြည့်ရဘောကတော့ဘက်ကမြန်မာဘက်ချမ်းပါဗျအခုကျွန်တော်တို့လမ်းမှာပေါ့နော်ဒီဘန်ရော့ထိုင်ကနေပြီးတော့မဲအောင်ဆောင်လာနေတဲ့လမ်းမှာပါဗျအခုဒီမှာနားကျွန်တော်တို့ခဏနားကြတာပါဗျဝိမိုးပြောရလားလို့ပြောတာမှဆယ်ရှယ်ပဲပင်ပန်းတာကိုမပင်ပန်းဘူးဖြစ်အဲ့လိုခံစားမှုတွေကအဲ့လိုဖြစ်ခီးရပင်ပန်းတယ်ဒါပေမဲ့စိတ်တွေကမပင်ပန်းဘူးရွှင်လန်းနေလမ်းစမ်းနေရော
အခုဆိုကျွန်တော်တို့မဲအောင်ဆောင်မျိုးကိုရောက်ရှိလာပါပြီကျွန်တော်တို့အခုဒီဆိုင်လေးမှာကျွန်တော်တို့ရဲ့အမှတ်တရပစ္စည်းလေးတွေအိမ်လေးတွေဒီမဲအောင်ဆောင်နဲ့ပတ်သက်တဲ့ပေါ့ဒီ certificate လေးတွေဒီမှာယူမှာဖြစ်ပါတယ် လက်ဆက်ကိုဝှေ့ကြည့်လိုက်ကိုဝါကိုပေးလိုက်ဟုတ်ပါအခုကတော့ကျွန်တော်တို့ Messering ကိုတောက်လျှောက်မောင်းနေနေတာဖြစ်ပါတယ်ဒီနေ့ကတော့ Messering မှာပဲညအိမ်မှာဖြစ်ပြီးနောက်နေ့ကိုတော့မဲဆောက်ကိုမောင်းနေမှာဖြစ်ပါတယ်ကျွန်တော်တို့မနက်ဖြန်မှာပြန်တွေ့ကြပါမယ်ခင်ဗျ